အရှိဝန်တော်မှာလည်းကျွေးပေးစင်းလေးကိုထားရှိပေးထားပါတယ်ဒီကနေလှမ်းပြီးတော့လည်းလမ်းမကြီးကနေလှမ်းပြီးကြည့်လို့ရတယ်နော်ဒီကထွက်မယ်ဆိုရင်ရတနာလမ်းမကြီးရောက်မယ်ရှင်နော်ဒီဘက်ကတော့ normal လမ်းမပါဒါလေးကတော့နောက်ပြီးဝန်တာလေးပါလှမ်းပြီးတော့လည်းကြက်ကစံဘုရားကိုဖူးမြနိုင်ပါတယ်ရှင်ကျမနာမည်တော့အိမ်နဒီပါရှင်တောင်ကလာပါမျိုးနဲ့73ရက်ကွက်ကောလီယာလမ်းမကြီးပေါ်မှာရှိတဲ့မီနီကွန်တို့အသစ်ဆက်လေးနဲ့မိတ်ဆက်ပေးမယ်နော်အလွာလေးကတော့အလွာပါဈေးနှုန်းကကြတော့3050ကိုညှိနှိုင်းပေးဦးမယ်နော်။လမ်းရေးကြလဲဝယ်နိုင်ပါတယ်ရှင်။အခန်းလေးဖွဲ့စည်းပုံလေးကိုတစ်ချက်လောက်ရှင်းပြပေးမယ်နော်။အခန်းဖွဲ့စည်းပုံလေးကတော့ကြတော့ဒီမှာအခန်း2ခန်းဖွဲ့ထားပါတယ်။ဒီမှာတော့အခန်းကျဲတစ်ခန်းပါပါတယ်။စလိုက်ဒိုတကားလေးတက်ဆင်ပေးထားတယ်ပရင်းပေါက်လေးလည်းပါတယ်။ဒီမှာတော့မစတာဘလုံးတစ်ခန်းပါပါတယ်။ရုံးကအင်နာတော့ရဲ့ထည့်ထားပေးပါတယ်။ညနေချက်တွေကိုလည်းလိုက်ပေါက်လေးတွေတက်ဆင်ပေးထားပါတယ်ရှင်။ခန်းဝင်ထွက်ကိုတော့ကျွန်းတကားတစ်ချက်တက်ဆင်ပေးထားပါတယ်။အရှင်းဝင်ထွက်မှာစလိုက်ဒိုကားတစ်ချက်ကိုတက်ဆင်ပေးထားပါတယ်။ဒီမှာတော့ကြွေပြားခင်းထားပေးတယ်။ညအပြည့်ကြွေပြားကတ်ထားပေးပါတယ်။ဒီမှာမီဆိုင်အလှလေးလည်းဆွဲပေးထားတယ်ရှင်။ဒီမှာတော့ရုံးကအင်နာထပ်ပြီးတော့ပါပါအောင်မယ်နော်။ဒါတော့နောက်ပြီးဝန်တာလေးပြည်သက်ပါသေးတယ်ဘရင်းပေါက်တိုင်းမှာတော့ဘလိုင်းလိုက်ကားလေးတွေကိုတက်ဆင်ပေးထားပါတယ်အခန်းလေးကတော့ဘေးတိုင်းမရှိဘူးလေဝင်တွေထွက်လည်းကောင်းပါတယ်ရှင်ဆိုဖာစတီတစ်စုံထားရှိပေးထားပါတယ်အလှပန်းလေးတွေလည်းထားပေးပါတယ်ဒီမှာဝန်းနရံလေးကိုလည်းအကုန်လုံးအလှဆင်ပေးထားပါတယ်အကူတေးမှာပဲရှိနေအလှဆင်ပေးထားပါတယ်ရှင်ဒီမှာလေးလည်းမီးဆိုင်လေးလည်းပါတယ်အဲကွန်တစ်လုံးလည်းတက်ဆင်ပေးထားပါတယ်ရှင်ဒါတော့အရှိဝန်တာလေးပါဒီကလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ Rainbow Real Estate တို့ဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါရှင်